အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့အဖွားအိုတယောက်ကနေတိုင်းသူ့ရဲ့တဲအိမ်အိုလေးရှိမှထိုင်ပြီးသူ့စီကိုပြန်ရောက်လာမဲ့လူတယောက်ကိုအမြဲစောင့်မျှော်နေတဲ့အဖွားအိုစောင့်နေတဲ့သူကဘယ်သူများဖြစ်မလဲသူတို့ဘလို့အကြောင်းတွေကြောင့်ကွဲကွာသွားခဲ့ရတာလဲပြန်ရောဆုံတွေ့နိုင်ကြပါမလားရွာကြီးရဲ့အဆုံးစွန်နာလေးမှာတဲအိမ်အိုလေးတစ်လုံးရှိတယ်အဲ့ဒီအိမ်မှာအသက်အရွယ်ကြီးနေပြီဖြစ်တဲ့အဖွားအိုတယောက်နေတယ်သူကအသက်အရွယ်ကြောင့်ရောစိတ်ပင်ပန်းမှုတွေကြောင့်မှခန္ဓာကိုယ်ကအယံအားနေနေပြီးတောင်ဝေးတစ်ချောင်းနဲ့ပဲလမ်းလျှောက်နေရတယ်အဲ့ဒီတဲအိမ်လေးရဲ့မှာသူမတယောက်ထဲနေထိုင်လာခဲ့ရတာတော့အတော်ကြာခဲ့ပြီရွာသားတွေနဲ့အိမ်နီးချင်းတွေကတော့သူ့ကိုတနာပြီးစားစရာတွေအနှဲငယ်မြဲတမ်းလားလာပေးလေရှိတယ်အဲ့ဒါလို့လားလာပေးကြတဲ့အတွက်ကြောင့်သာအဖွားအိုကလည်းအသက်ဆက်ရှင်နိုင်နေတာပေါ့ဒါပေမဲ့လေအဖွားအိုရဲ့စိတ်ထဲမှာတော့သူ့ရဲ့သားလေးကသူမစီကိုဒီနေ့မှပြန်ရောက်လာမယ်လို့ပဲယုံကြည်ထားတဲ့အဲ့ဒီစိတ်နဲ့ပဲနေတိုင်းတဲရှိမှစောင့်မျှော်နေတာပေါ့အဖွားရဲ့အတိတ်ကိုပြန်ပြောပြရမယ်ဆိုရင်တော့ဟိုးလွန်ခဲ့တဲ့အနှစ်20လောက်ကပေါ့ဒီတာယာလှပတဲ့ရွာလေးမှာအလုတ်ကျိုးစားတဲ့လယ်သမားကြီးတယောက်ရှိတယ်သူ့ရဲ့နာမည်ကတော့တင်မောင်နဲ့တင်မောင်မှာကျင်နာတဲ့ဇနီးဖြစ်သူစာနဲ့ချစ်စရာကောင်းလှတဲ့ဟိုးလုံးဆိုတဲ့သားလေးတယောက်ရှိတဲ့သူတို့မိသားစုတွေကတယောက်ကိုတယောက်အယမ်းချစ်ကြပြီးအယမ်းပျော်စရာကောင်းခဲ့တာပေါ့သူတို့ရွာရဲ့ဖျားပွဲနေ့မှာသူတို့မိသားစု3ယောက်အတူတူဖျားပွဲစည်းကိုရှောက်လေကြတဲ့မုံနေဝယ်ဆိုင်ဖိုးလုံးလေးလေးအယမ်းကိုပျော်ရွှင်နေတာပေါ့အဲ့ဒီတော့ကတော့သူတို့ဘွားတွေကိုဘလို့ပြောင်းလဲမှုတွေဘလို့ကြုံရတော့မလဲဆိုတာကိုတော့မသိနိုင်သေးဘူးလေနောက်ရက်မှာတော့တင်မောင်လဲပုံမှန်အတိုင်းလေဆိုင်ဖို့အတွက်လေထဲကိုသွားခဲ့တယ်သူစားကလည်းမိဖို့ထဲမှာထမင်းဟင်းချက်ပြုတ်နေတဲ့ဟိုလုံးလေးကတော့တဲရှိမှအယုတ်နဲ့စော့ကစားနေတယ်အဲ့ဒီအချိန်မှာပဲရွာလမ်းဘက်ကနေတခါမှမမြင်ဘူးတဲ့သူစိမ်းတယောက်ကလမ်းလျှောက်လာတာကိုတွေ့လိုက်ရတဲ့သူ့အဝတ်အစားတွေကမြို့ကလူတယောက်လိုတန့်ရှင်းတက်ရက်နေတယ်လက်ထဲမှာတော့အယုတ်နဲ့မုံကိုကင်ထားတဲ့တသားကြီးတရားလုံးစားမလားဆိုပြီးဖိုးလုံးကိုပြုံနဲ့လှမ်းပြောလိုက်တဲ့ဖိုးလုံးလေးလည်းအယုတ်နဲ့မုံကိုမြင်လိုက်တဲ့အခါမှာတော့အဲ့ဒီလူစီကိုရှောက်သွားလိုက်တဲ့ပြီးတော့လူကြီးကတော့သူ့ကိုမုံပေးလိုက်ရင်နေဟိုကဥကားပေါ်မှာမုံနေနဲ့အယုတ်တွေအများကြီးပါလာသေးတယ်လိုက်ယူမလားဆိုပြီးမေးပြီးဖိုးလုံးလေးလည်းအဲ့ဒီလူကြီးနောက်ကိုလိုက်ပါသွားတော့တဲ့တိတ်မကြခင်မှာတော့ဖိုးလုံးလေးအတန်ကြားလို့ဆိုပြီးမိဖို့ထဲကနေသူစားထွက်ကြည့်လိုက်တဲ့အခါဖိုးလုံးလေးကိုမတွေ့ရတော့ဘူးဖိုးလုံးရေသူစားရဲ့အတန်ကတုံးနေပြီးလမ်းမပေါ်ကိုပြေးထက်သွားကြည့်လိုက်တယ်ဒါပေမဲ့သူ့သားရဲ့ကစားနေတဲ့ခြေရာလေးတွေနဲ့တခြားမသိနိုင်တဲ့လူကြီးတယောက်ရဲ့ဖက်နှက်ခြေရာတွေပဲကြံ့ရစ်ခဲ့တဲ့သူစားလေတင်မောင်လဲလုံနေတဲ့ယာခင်းစီကိုလိုက်သွားပြီးဖိုးလုံးပြုတ်သွားတဲ့အကြောင်းကိုပြောပြလိုက်တော့တဲ့သူတို့လင်မယားလဲခေါင်းမီးတောက်ပြီးလိုက်ရှာကြတော့တာပေါ့တခြားရွာသားတွေကလည်းအကုန်လုံးစုစည်းပြီးဖိုးလုံးလေးကိုလိုက်ရှာပေးကြတဲ့တညလုံးလဲလမ်းတွေတောတွေဈေးတွေတဲကိုလိုက်ရှာကြတယ်ဒါပေမဲ့ဖိုးလုံးလေးရဲ့တရင်တစွန်းတစတောင်မှမရခဲ့ကြဘူးနောက်ရက်တွေလတွေကြားလာတော့မြို့ကရဲစခန်းအထိကိုသွားတိုင်ကြတယ်တခြားရွာတွေထိလိုက်မိတယ်အဲ့ဒါလိုမေးရင်ကနေတခြားကလေးပြောက်တဲ့သူတွေနဲ့ပါတွေ့လာကြရတော့တယ်ပြီးတော့ကလေးခိုးတဲ့အဖွဲ့တွေရှိကြောင်းလဲကြားသိလိုက်ရတော့တယ်
အဲ့ဒီအဖွဲကကလေးတွေကိုခိုးပြီးအလုတ်ခိုင်းတာတောင်းစားခိုင်းတာတချို့ဆိုနေဆက်တွေအထိပါပို့တယ်လို့သူတို့ထိတ်လန့်စွာကြားလိုက်ရတော့တယ်အဲ့ဒီနေ့ကဖိုးလုံးလေးကိုခေါ်သွားတဲ့သူကရွာတွေထဲကိုဝင်ပြီးကလေးတွေကိုမုံတွေတကြားလုံးတွေအယုတ်တွေပေးမယ်ဆိုတဲ့စကားနဲ့လှည့်ဖျားခေါ်သွားတဲ့လူကုန်ကူအဖွဲ့ကလူတစ်ယောက်ပဲဖြစ်တယ်သူကဖိုးလုံးကိုရွာနဲ့အဝေးဆုံးကိုခေါ်သွားလိုက်တယ်ပြီးတော့မြို့အစွန်နားမှာရှိတဲ့တဲတစ်လုံးမှာစုထားလိုက်ကြတယ်အဲ့နေရာမှာဖိုးလုံးလိုခိုးခံရတဲ့ကလေးတွေလည်းအများကြီးရှိပြီးသားကလေးတွေအားလုံးလည်းငိုးယိုနေကြတယ်ဖိုးလုံးလေးလည်းမသိတဲ့နေရာရောက်လာတော့အိမ်ပြန်ချင်းလာတယ်အမေကိုလွမ်းလို့ငိုပေမဲ့လည်းငိုတဲ့ကလေးတွေကိုအဲ့ဒီအိမ်မှာရှိတယ်အဆောင်လူချမ်းကြီးတွေကအမြဲတမ်းရိုက်နှက်နှိပ်စက်တဲ့ဒါကြောင့်ကလေးတွေလည်းတဖြည်းဖြည်းနဲ့အတန်မထွက်ရဲကြတော့ဘူးနောက်ပိုင်းမှာတော့သူ့ကိုလမ်းပေါ်မှာတောင်းစားခိုင်းတယ်ပတ်ဆက်နည်းနည်းပဲရလာရင်ညမှာအစာမကျွေးဘူးကလေးတယောက်ရဲ့ဘဝမှာကစားချိန်မရှိပညာသင်ခွင့်မရှိအမြဲစာလောင်ငတ်မွတ်မှုတွေပင်ပန်းဆင်းရဲမှုတွေနဲ့ပဲပြည့်နေခဲ့ရတယ်မိသားစုဆိုတာဘယ်လိုမျိုးလဲဆိုတာကိုတောင်မိသွားလောက်တဲ့အထိဖိုးလုံးတယောက်သူနဲ့အတူပါလာတဲ့တခုတည်းသောအယုတ်ကလေးကိုပဲအဖော်ပြူရင်းနဲ့ခက်ခက်ခဲခဲရှင်သန်ခဲ့ရတယ်သူ့အသက်12နှစ်လောက်ရောက်တဲ့အခါမှာတော့ဖိုးလုံးလေးကိုနေဆက်ဘက်ကိုပို့လိုက်ကြတယ်အဲ့ဒီကစောက်လုပ်ကြီးတစ်ခုမှာအလုတ်ကျန်းတွေလုပ်ရတယ်လက်တွေပေါက်ပြဲပြီးဒဏ်ရာတွေရလာခဲ့တယ်ခန္ဓာကိုယ်ကလည်းကလေးတယောက်လိုမဟုတ်တော့ပဲအရွယ်မတိုင်ခင်အရွယ်ရောက်သွားခဲ့ရတော့တယ်အချိန်ကြာလာတော့ဖိုးလုံးကသူ့ရဲ့နာမည်နဲ့သူ့အမေနာမည်လောက်ပဲမှတ်မိတော့တဲ့သူ့ရွာနာမည်ကိုတောင်သိမ့်မမှတ်မိတော့ဘူးဒါပေမဲ့လေသူ့စိတ်ထဲမှာတော့သူ့အိမ်ကိုအယမ်းပြန်ချင်နေခဲ့တယ်သူ့မိဘတွေကိုအယမ်းလွမ်းနေပြီလေတဖြည်းဖြည်းနဲ့ဖိုးလုံးအသက်30လောက်ဖြစ်သွားတဲ့အခါမှာတော့လူကုန်ကူးခံရတဲ့လူတွေကိုကူညီပေးတဲ့အဖွဲ့ကလူနဲ့သူအတိအကျွမ်းဖြစ်သွားတယ်နောက်ပိုင်းမှာတော့ဖိုးလုံးလေးသူ့မွေးရမြေအကြောင်းကိုမှတ်မိသလောက်ပြောပြခဲ့ရင်သူ့မိဘတွေကိုပြန်လည်ရှာဖွေခဲ့ကြတယ်တော်တော်ကြာကြာရှာခဲ့ရပြီးတဲ့နောက်မှာတော့သူတို့ဖိုးလုံးရဲ့မွေးရရွာကိုရှားတွေ့သွားကြတော့တယ်ရွာအစွန်းကတဲအိမ်အိုလေးမှာထိုင်းနေတဲ့အဖွားကဒီနေ့မှလည်းအရင်နေ့တွေလိုပဲလမ်းဘက်ကိုကြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာလူတစ်ယောက်ကတဖြည်းဖြည်းသူ့စီလမ်းလျှောက်လာခဲ့တယ်ပင်မနေတဲ့မျက်နှာဒါပေမဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်နေတယ်သူကအဖွားကိုရှေ့မှာရက်လိုက်ပြီးခေါ်လိုက်တဲ့အမေအဖွားကိုလည်းအယမ်းဝမ်းသာပြီးမယုံကြည်နိုင်ဘူးဖြစ်နေတယ်လက်တုံတုံနဲ့သူ့သားရဲ့မျက်နှာကိုကိုင်းကြည့်နေတယ်နောက်ဆုံးတော့ဖိုးလုံးလေးကကလေးဘွားတုန်းကသူနဲ့ပါလာခဲ့ရတဲ့အယုတ်ကလေးကိုပြလိုက်တဲ့အခါမှာတော့ဖိုးလုံးလားဆိုပြီးသားမိနှစ်ယောက်ဖက်ခါငိုကြွေးလိုက်ကြတော့တဲ့အဲ့ဒီနေ့မှာဖိုးလုံးကအမေဖြစ်သူနဲ့ပြန်လဲဆုံတွေ့ခဲ့ရပေမဲ့လို့အဖေဖြစ်သူကိုတော့မတွေ့နိုင်ခဲ့တော့ဘူးဖိုးလုံးတို့သားမိပြန်တွေ့ကြတဲ့နေ့မှာတော့ဒီရွာလုံးကလူတွေစုပြီးလာကြည့်ကြတယ်အဖွားကလည်းဖိုးလုံးရဲ့လက်ကိုမလွတ်တော့ဘူးတကယ်လို့လွတ်လိုက်ရင်ထက်ပြောက်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကြောင့်သူ့သားရဲ့လက်ကိုကိုင်ရင်အထက်ထက်မေးနေတယ်သားမင်းတကယ်ပြန်လာတာလားအမေအိမ်မက်မဟုတ်ပါဘူးနော်ဖိုးလုံးကအမေရှိမှသူပြန်ပြီးကလေးပြန်ဖြစ်ချင်နေပြီညရောက်တော့ဖိုးလုံးလဲအမေနဲ့အတူတဲအိမ်လေးထဲမှာအိတ်တယ်အမေကတော့မအိတ်နိုင်မဲသူ့သားရဲ့အသက်ရှူတန်းကိုတညလုံးနားထောင်နေခဲ့တယ်နောက်ရက်တွေမှာတော့ဖိုးလုံးလဲအမေဖြစ်သူနဲ့အတူနေထိုင်ပြီးအမေကိုပြုစုပေးတယ်တေချာချက်ကျွေးတယ်
စေးတိုက်ပေးတယ်ဒါပေမဲ့အဖွားဟိုကတော့ကျမ်းမာရေးကပုံမိုးချို့ယွင်းလာခဲ့တယ်အဖွားဟိုကသူ့သားကိုကြည့်ရင်ပြောလေရှိတာကတော့အမေမသေးခင်မှာသားကိုပြန်တွေ့ရတာနဲ့တင်ဝမ်းသာလှပါပြီကွယ်အဲ့ဒီစကားကိုကြားရတဲ့အခါမှာတော့ဖိုးလုံးရဲ့ရင်ထဲမှာသူ့အမေကိုနောက်တစ်ခေါက်ထက်များဆုံးရှုံးရတော့မလားဆိုတဲ့ကြောက်ရွံ့မှုလဲဝင်လာခဲ့တော့တာပေါ့နောက်နေ့မှာတော့အဖွားကိုမထနိုင်တော့ဘူးအသက်ရှူသံလေးတဖြည်းဖြည်းတိုးလာတယ်ဖိုးလုံးလည်းသူ့အမေရဲ့လက်ကိုကင်ပြီးပြောလိုက်တော့တယ်အမေတာအမေဖေးပြန်ရောက်နေပြီနော်အဖွားကမျက်လုံးကိုတဖြည်းဖြည်းဖွင့်ကြည့်ပြီးတားကိုကြည့်လိုက်တယ်အဲ့ဒီအချိန်မှာသူ့မျက်လုံးထဲမှာအချိန်အကြာကြီးစောင့်နေခဲ့ရတယ်သူ့သားလေးကိုနောက်ဆုံးတော့သူပြန်တွေးလိုက်ရတဲ့အေဂျင့်မှုမျိုးရှိနေခဲ့တယ်သူမလည်းနောက်ဆုံးပြုံးပြခဲ့လိုက်ပြီသူ့သားကိုမလွတ်ဖဲတေဆုံးသွားခဲ့တော့တယ်ရွာသားတွေကတော့သူတို့သားမိရဲ့အဖြစ်ကိုကြည့်ပြီးအဖွားကသူ့သားကိုပြန်တွေ့ခြင်းလို့ကိုဒီလောက်ကြားတဲ့အထိအသက်ရှင်နေတာဖိုးလုံးလေးလေတဲရင်ရှိကသူ့အမေအမြဲထိုင်နေတဲ့နေရာမှာတယောက်တည်းထိုင်နေတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူကစောင့်နေတဲ့သူမဟုတ်တော့ဘူးပြန်လာနိုင်တဲ့သူဖြစ်ခဲ့ပြီနောက်ပိုင်းမှာတော့သူလည်းတခြားကလေးတွေကိုသူ့လိုဘဝမျိုးမဖြစ်စေချင်တဲ့အတွက်လူကုန်ကူးခံရတဲ့ကလေးတွေကိုကူညီရှာဖွေပေးတဲ့အလုပ်ကိုလုပ်တယ်နေ့တိုင်းမနက်ခင်းမှာတဲရင်ရှိကအမေထိုင်ခဲ့တဲ့နေရာကိုတန်ရှင်းလုပ်ပြီးပန်းမင်တပင်တင်ထားတယ်အဲ့ဒီတဲရင်လေးကစောင့်မျှော်နေရတဲ့ချစ်ချင်းမြတ်တာရဲ့တက်သေးတစ်ခုပြန်ဆုံမှုတစ်ခုရဲ့အစုံနာကျင်မှုတွေကြားထဲကနေချစ်ချင်းမြတ်တာတွေဟာဘယ်တော့မှတေဆုံးမသွားဘူးဆိုတဲ့အမှတ်တရတစ်ခုဖြစ်လာခဲ့တော့တယ်ဒီဇလန်လေးကနေပြီးကလေးငယ်တွေကိုလူစိမ်းတွေနဲ့တွေ့ရင်ဘလို့ခေါ်မလိုက်တဲ့အကြောင်းကိုတည်တည်ချာချာပြောပြတင်ကြပေးရမယ်ချစ်ချင်းမြတ်တာတွေနဲ့စောင့်နိုင်ပြီမယ်လို့အချိန်ကတော့မစောင့်ဘူးကလေးတွေကိုကာကွယ်ပေးရမှာကလူကြီးတွေရဲ့တာဝန်ပဲဖြစ်တယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေကိုသဘောကျရတယ်ဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ခဲ့နဲ့နော်